ဂျပန်ပြည်တွင်2025 3 လပိုင်း24 ရက်25 ရက်နေ့မှာစားတောက်ကုန်ထုတ်စားတောက်ဆိုင်ဆောင်းပွဲဖောင်နေခဲ့တဲ့သူတွေဆောင်းပွဲဖြည့်ခင်းကပြလို့ခေါ်တဲ့ဂျူကန်ရောဒေါင်းလို့ဆွဲလို့ရနေပါပြီ။ဆောင်းပွဲဖြည့်မဲ့နေ့မှာကိုနဲ့မဖြစ်မနေတပါးလေးယူသွားမဲ့အရာတွေကတော့ဂျူကန်ရောဇန်လူကတ်ပတ်စမို HP 2B ခဲတဲ့ခဲပြက် calculator ဖြစ်ပါတယ် calculator ကတော့ကျွန်တော်တို့ memory မပါတဲ့ဒီလို calculator မျိုးဆိုရင်တော့အဆင်ပြေပါတယ် calculator ကလည်းမဖြစ်မနေယူသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဆောင်းပွဲပြင်မဲ့နေ့မှာဒီတပ်ပုစာတွေပါတာဖြစ်တဲ့ calculator မပါလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးပေါ့နော်အချိန်ကြန့်ကြာနေမှာဖြစ်ပါတယ်အဲ့တော့ calculator လည်းမဖြစ်မနေယူသွားဖို့အကြံပေးပါတယ်ဒီနေရာမှာ off1 ကထုတ်ပြန်တဲ့မိကုန်းပုံစံလေးကိုကျွန်တော်အနည်းငယ်ပြောပြပေးပါမယ်ဆောင်းပွဲဖြည့်ရမယ့်ကြာချိန်ကတော့မိနစ်80ဖြစ်ပါတယ်ဖြည့်ရမယ့်အပုတ်ရေကတော့45ပုတ်ဖြစ်ပါတယ်မိနစ်80အတွင်းမှာကျွန်တော်တို့45ပုတ်ဖြည့်ရမှာဖြစ်ပါတယ်အဲ့ဒီ45ပုတ်ကိုမှကျွန်တော်တို့စုစုပေါင်း65ရာခိုင်နှုန်းအထက်ဖြည့်နိုင်လို့ရှိရင်တော့ကျွန်တော်တို့ဆောင်းပွဲအောင်ပါတယ်ဒါကတော့ပေါ့နော်အခုလက်ရှိအောက်ဖန်းကနေထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်ခင်ဗျာအဲ့တော့ဆောင်းပွဲဖြည့်မဲ့နေမှာကိုနဲ့မဖြစ်မနေတပါးလေးယူသွားမယ်ဂျူကန်ရောကိုအောက်ဖန်း website မှာ download ဆွဲပြီးတော့ print ထုတ်တဲ့နည်းလမ်းလေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားပါမယ်ဂျူကန်ရောထုတ်ဖို့အတွက် Chrome သို့မဟုတ် browser တစ်ခုခုမှာ off1 ကြည့်ပြီးလို့ရလိုက်ပါပြီးရင် my page id login ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ my page id လျှောက်ခဲ့တော့ကကျွန်တော်တို့ ID နဲ့ password ကိုရိုက်ထည့်ပြီးတော့ login ဝင်ရမှာဖြစ်ပါတယ် login ဝင်ပြီးသွားရင်တော့ကျွန်တော်တို့ menu bar လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာ Jukan Reader key ကိုတစ်ချက်နှိပ်ပါအောက်ကိုနည်းနည်းလေးဆွဲလိုက်ပါဒီနေရာမှာ Jukan ရော download တူဆိုတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါလေးကို download ဆွဲလိုက်ပါ download ဆွဲပြီးတော့ကျွန်တော်တို့ file လေးကိုစေးလိုက်ပါဒါဆိုရင်တော့ Jukan ရောလေး download ဆွဲပြီးပါပြီအဲ့တော့ကျွန်တော်ဒီ Jukan ရောကိုကျွန်တော်နဲ့အနည်းဆုံး website ကိုကျွန်တော် print သွားထုတ်ပါမယ်ဒီ printer set လေးမှာကျွန်တော် print ထုတ်မှာဖြစ်ပါတယ်အရင်ဆုံးတော့ကျွန်တော်တို့ Lawson ရဲ့ print ထုတ်တဲ့ application ဖြစ်တဲ့ကျွန်တော်တို့ Print Smart software ကိုအရင်ဆုံး download ဆွဲထားဖို့လိုအပ်ပါတယ်အဲ့တော့ Print Smart application တွေကိုဝင်လိုက်ပါမယ်ပြီး open file ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကို print ထုတ်မယ်ပေါ့နော်ခုနက Jukan ရောလေးကိုကျွန်တော်တို့ open ကိုနှိပ်ပြီးတော့ကျွန်တော်တို့ upload တင်လိုက်ပါမယ် upload တင်ပြီးသွားရင်တော့ printer set ကိုနှိပ်ပါမယ် printer set မှာ language အရင်ပြောင်းပါမယ်ကျွန်တော်တို့အင်္ဂလိပ်နဲ့သွားပါမယ်ပြီး print smartphone ကိုနှိပ်ပါပြီးရင်တော့ print pdf ကိုနှိပ်ပါပြီးရင်တော့ yes ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာကို Android ဆိုရင် Android ရေးပါ iPhone ဆိုရင် iPhone ရေးပါပြီးရင်တော့ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီအဆင်ပြီးသွားရင်တော့ကျွန်တော်တို့ခုနက Print Smart application မှာကျွန်တော်တို့ print and share ကိုတစ်ချက်နှိပ်ပါပြီးရင်တော့အောက်က open file ကိုတစ်ချက်နှိပ်ပါပြီးရင်တော့ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာ join ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒါဆိုရင်တော့ချိတ်ဆက်နေပါပြီခဏဆောင်ပေးပါဒါဆိုရင်တော့ချိတ်ဆက်ပြီးသွားပါပြီပြီးစံကိုနှိပ်ပြီးတော့ကျွန်တော်တို့ set ထဲကိုပို့လိုက်ပါမယ်အဲ့တော့ set ထဲကိုပို့နေပါပြီအဲ့တော့ခုနက file လေးကကျွန်တော်တို့ set ထဲကိုရောက်လာပါပြီဒီနေရာမှာ finish and next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါပြီးရင်တော့ကျွန်တော်တို့စာရုံးနဲ့ထုံးပါပြတော့အပေါ် plain paper ကိုရေးပါ agree ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါပြီးရင်တော့ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာ color နဲ့ထုံးပါပြတော့ color ကိုရေးပါစာရွက် size ကတော့ကျွန်တော် A4 ထုံးပါပြတော့ A4 ကိုရေးပါ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါ okay နှိပ်ပါဒီမှာကျွန်တော်တို့ print preview ကြာလာပါတယ် next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာကျွန်တော်ထုတ်ခါပေါ့နော်ကာလာနဲ့ထုတ်တာပြတော့ထုတ်ခါ90ကျပါတယ်အဲ့တော့အကျွေးကြီးလေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် stack ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါ yes ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒါဆိုရင်တော့ print ထုတ်နေပါပြီခဏဆောင်ပေးပါ
ဒါဆိုရင်တော့ကျွန်တော်တို့စာမွေးပြင်မဲ့နေ့မှာယူသွားမဲ့ဂျူကန်ရော်လေးရလာပါပြီပြီးရင်တော့ကျွန်တော်တို့ခုနက copy ထုတ်တဲ့ဆန်မှာ exit ကိုနှိပ်ပြီးတော့ကျွန်တော်တို့ထွက်ပါမယ်ဒီနေရာမှာကျွန်တော်တို့အကျွေပြန်ယူဖို့မမေ့ပါနဲ့ဒါဆိုရင်တော့ကျွန်တော်တို့ print ထုတ်တာကပြီးပါပြီခင်ဗျာစာမွေးပြင်မဲ့သူတွေစာမွေးပြင်မဲ့နေ့မှာချောချောမွမှုနဲ့လွယ်လွယ်ကူကူအခက်အခဲမရှိဖြေဆိုနိုင်ပါသေးလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်